အားလုံးပဲမင်္ဂလာပါဟုတ်ကဲ့ဒီဗီဒီယိုလေးမှာပြောပြချင်တဲ့အကြောင်းအရာလေးကတော့ကင်မရာ setting လေးပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီကင်မရာ setting လေးကတော့ဘယ်လိုမျိုးမှာဒီစာမျက်နှာတစ်ခုကနေနောက်ထပ်စာမျက်နှာတွေကိုဘယ်လိုပြောင်းမလဲကင်မရာ setting ချိန်ပုံချိန်ကြီးလေးတွေကိုပြောပြပြီးတော့မှဖြစ်ပါတယ်ဟုတ်ကဲ့ပါမပြောပြခင်ကျွန်မဒီမှာ image လေးတစ်ခုယူလိုက်ပါမယ်image လေးတစ်ခုယူလိုက်မယ်ဟုတ်ကဲ့သူရဲ့ဆွဲချိန်ကိုကျွန်မ30စက္ကန့်လောက်ပဲထားမယ်ဟုတ်ကဲ့ပါနောက်ထပ် image လေးတစ်ခုထပ်ယူလိုက်ပါမယ်ကျွန်မဟုတ်ကဲ့ပါဒီရဲ့ဆွဲချိန်လေးကိုလည်းကျွန်မ animate ထိုင်မယ်30စက္ကန့်လောက်ပဲထားလိုက်ပါမယ်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ဒါကို play ကြည့်ပါမယ်ခုနကကျွန်မဒီဟာကိုဒီကောင်မလေးကိုအရင်ဦးဆုံးချတယ်ချပြီးတော့မှနောက်ထပ်ဒီကောင်မလေးကိုချတယ်ခုကျွန်မကင်မရာ setting နေပါမှမချိန်ရနေဘူးအဲ့လိုမချိန်ရတဲ့အချိန်မှာဘယ်လိုဖြစ်လဲဆိုတာကျွန်မကြည့်ရအောင်ကောင်မလေးပုံလေးကိုအရင်ဆွဲတယ်အဲ့လိုဖြစ်သွားတဲ့ခါမှာဒီမှာသူကဟိုဘက်ဘီကိုရောက်သွားတာမြင်တွေ့ရပါတယ်လိုဘေးအရန်ကတ်သွားပါတယ်ခုနကကျွန်မချထားတဲ့အတိုင်းမပေါ်တော့ပါဘူးအဲ့လိုဖြစ်တဲ့အခါမှာကျွန်တော်တို့ဘယ်လိုလုပ်ရလဲဆိုလို့ရှိရင်ဒီလို position တိုင်းပေါ်ချင်တဲ့အခါမျိုးတွေမှာကျွန်တော်တို့ဒီပုံတစ်ခုကို select ပေးရပါမယ်။ဘာနဲ့ select လဲဆိုလို့ရှိရင် mouse နဲ့ click ရ control လေးနဲ့ဖိပြီးတော့ကျွန်တော်တို့ select ရပါတယ်။ select ခါဒီနှစ်ပုံ select ဖြစ်သွားပြီဆိုလို့ရှိရင်ဒီတောက်မှာ set camera to current position ဟုတ်ကဲ့အဲ့ဒါလေးကိုကျွန်တော်တို့ click လိုက်ပါမယ်။click ပြီးတော့ကျွန်တော်တို့မှာပြန်ပြီးတော့ကြည့်ပါမယ်။ဟုတ်ကဲ့ပါခုနကကျွန်တော်တို့ position ထားတဲ့အတိုင်းပဲသူကဒီမှာဆွဲပေးသွားတာမြင်တွေ့ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကင်မရာ position ပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒီမှာအကြောင်းအရာတစ်ခုကျွန်တော်တို့ရေးပြီးတော့နောက်ထပ်တစ်မျက်နှာပေါ့သူ့ရဲ့အကြောင်းအရာကိုပဲဆက်ပြီးတော့နောက်ထပ်တစ်မျက်နှာပြောချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာ mouse လေးနဲ့ဖိပြီးတော့ကျွန်တော်တို့ဒီလိုသူပိတ်သွားတဲ့အထိဆွဲလိုက်ပါမယ်ဆွဲလိုက်ပြီးတော့ကျွန်တော်တို့ဒီမှာနောက်ထပ် image ကိုကျွန်တော်တို့ခေါ်လိုက်ပါမယ်โอเคခွေးပုံလေးပေါ့ဆွဲတဲ့တိုင်းကိုလည်း30စက္ကန့်ပဲထားလိုက်မယ်โอเคပါအဲ့ဒါဆိုရင်ကျွန်မဒီမှာပုံလေးထားတယ်နောက်ထပ်ပုံတစ်ပုံလေးထပ်ခေါ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကြည့်ရအောင်ဒီမှာကျွန်မကင်မရာ setting နေပါတယ်မချိန်ထားဘဲနဲ့ကျွန်မထားလိုက်တယ်ကမလေးပုံဆွဲတယ်ဒီမှာဒီပုံနောက်ထပ်ဆွဲတယ်ဆွဲပြီးတော့ခုနကကျွန်မရွှေ့လိုက်တဲ့အတိုင်းတွားဆွဲတယ်ဆွဲပြီးတော့ဒီမှာခွေးပုံကပျောက်သွားတာမြင်တွေ့ရမှာဖြစ်ပါတယ်ဒီမှာသူကားပုံကိုပဲတွားပြီးတော့ဆွဲလိုက်တာမြင်တွေ့ရမှာဖြစ်ပါတယ်ခုနကအကယ်၍ကျွန်မတို့ကဒီခွေးကလေးပုံနဲ့ဒီကားပုံကိုခွေးကလေးပုံနဲ့ဒီကားပုံကိုဒီ white box ဒီတမျက်နှာမှာပဲထားခြင်းတဲ့အခါမှာခုနကကျွန်မပြောသလိုပဲ control လေးနဲ့ select မှတ်ပြီးတော့ကျွန်မတို့ဒီမှာ set camera to position လေးကိုကျွန်မတို့နှိပ်ပေးရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုကျွန်မနှိပ်လိုက်ပြီဆိုရင်ကျွန်မတို့ပြန်ကြည့်မယ်အစားအနေနောက်မှဒီပုံလေးကိုဆွဲတယ်ဒါဆိုရင်ခွေးကိုသူမရွှေ့သွားတော့ဘဲနဲ့ဒီကျွန်တော်တို့ဒီ white board ပုံမှာပဲပြန်ပြီးတော့ထပ်ပြီးတော့ဆွဲပေးနေတာမြင်တွေ့ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီကင်မရာ setting တိုင်းပဲကျွန်တော်တို့ခွေးကိုပုံဖက်မျက်နှာကိုရွှေ့လိုက်မယ်မပြောင်းမင်းနဲ့ခွေးကလေးကိုလည်းကျွန်တော်တို့ဒီနာကိုရွှေ့လာလိုက်တယ်ခုနကကားလေးကိုလည်းကျွန်တော်တို့ခုနကစာမျက်နှာကိုပဲရွှေ့လိုက်တယ်ရွှေ့ပြီးတော့ကျွန်တော်တို့ကင်မရာ setting ကိုဘာမှမလုပ်ဘဲနဲ့တစ်ချက်ကြည့်အောင်ဘယ်လိုပေါ်လာမလဲဆိုလို့ရှိရင်ကမလေးပုံဆွဲတယ်ဒီ
ဒီနှစ်ခုကခုနကင်မရာ setting လောက်ထားပြီးသားမလို့ဒီမှာဘာမှမပေါ်လာတော့ပါဘူးဘာလို့ဆိုတော့ခုနကကျမတို့ခွေးပုံလေးနဲ့ကားပုံကိုကျမတို့ဟိုဖက်ဆိုင်မျက်နှာမှာ face position ဆိုပြီးကျမတို့လောက်ထားခဲ့လို့ဖြစ်ပါတယ်အဲ့ဆိုရင်ဒီမှာဘာမှမပေါ်လာတော့တာကိုမြင်တွေ့ရမှာဖြစ်ပါတယ်အကယ်၍ကျမတို့ဒီလေးပုံလုံးကိုဒီတမျက်နှာထဲပေါ်ချင်တဲ့အခါမျိုးမှာဆိုလို့ရှိရင်ကျမတို့ဒီလေးပုံလုံးကိုကျမတို့ control လေးနဲ့ဖိပြီးတော့ကျမတို့ select မှတ်ရမယ် select မှတ်ပြီးတော့မှဒီမှာ set camera to current position ကိုကျွန်တော်နှိပ်လိုက်ရမှာပဲနှိပ်ပြီးတော့ကျွန်တော်ပြန်ကြည့်ကြည့်ပါမယ်ဒါဆိုလို့ရှိရင်ကျမတို့ဒီမှာကျမတို့ဒီမျက်နှာထဲကိုပဲတူဆွဲပြနေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါနောက်ထပ်ကျမတို့နောက်ထပ်တစ်မျက်နှာမှာနောက်ထပ်တစ်ပုံပေါ်ရှင်နေဆိုရင်ကျမတို့ဒီလိုလေး dress ဆွဲပြီးတော့ဒီမှာနောက်ထပ်တစ်ပုံကိုလာပြီးတော့ပေါ်အောင်ထားလို့ရပါတယ်။ပြပါဒါကကင်မရာ setting ချိန်ပုံချိန်လေးပဲဖြစ်ပါတယ်။ကင်မရာ setting ချိန်တာမှာလို့ရှိရင်လည်းကျမတို့ဒီမှာဒီ animation တွေကိုလုပ်တဲ့အခါမှာအခက်အခဲလေးတွေဖြစ်တတ်ပါတယ်။ပြပါဒါဆိုကျွန်မထပ်ပြီးတော့ play ကြည့်မယ်။သူကဒီမှာဒီတမျက်နှာထဲမှာပဲသူဆွဲပြနေတယ်ပြီးတော့နောက်ထပ်တမျက်နှာသွားပြီးတော့ဒီမှာအိမ်ပုံလေးကိုဆွဲလိုက်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကခုနကကျွန်မဒီလိုမျိုးဆွဲပြီးတော့ရွှေ့လိုက်တယ်ကျွန်မဒီလိုအပေါ်ဝဲရွှေ့ချင်တယ်ဆိုလို့ရှိရင်ရပါတယ်ဒီလိုလေးရွှေ့လိုက်ပါရွှေ့ပြီးတော့ဒီမှာကျွန်မပုံပုံထပ်ထည့်လိုက်မယ်โอเคပုံရပါပြီအဲ့ဒီပုံလေးကိုလည်းကျွန်မဒီစာမျက်နှာမှာပဲထားခြင်းနဲ့တော့ကျွန်မ face position လုပ်လိုက်မယ်ပြီးတော့အစနေပြန်ဆွဲကြည့်ပါမယ်ခုနက mouse ရွှေ့တဲ့အတိုင်းပဲသူရွှေ့သွားတယ်ပြီးတော့ကျွန်မခုနကအပေါ်တိုးလိုက်တဲ့အတိုင်းပဲသူကတိုးသွားတာဖြစ်ပါတယ်ဒါကကျွန်မတို့ဒီ camera setting နဲ့လောက်ပုံလုံးနည်းလေးတွေပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ကျွန်မတို့ဒီမှာဥပမာဒီမှာဒီခွေးကလေးပုံကိုအရင်မဆွဲချင်ဘူးကားပုံကိုအရင်ဆွဲချင်တယ်ဆိုလို့ရှိရင်လည်းကျွန်မတို့ဒီမှာဒီလိုနေရာလေးတွေကိုဒီလိုလေးရွှေ့ပြီးတော့လုပ်လို့ရပါတယ်ဟုတ်ကဲ့ပါဒါကတော့ကျွန်မတို့ဒီ camera setting လေးချပုံချနည်းလေးပဲဖြစ်ပါတယ်ဒီ camera setting ကိုလည်းကျွမ်းကျင်ချတက်ဖို့လိုအပ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်မတို့ဒီ animation တွေလုပ်တဲ့အခါမှာကိုယ်ပြောရတဲ့ script အတိုင်းကျွန်မတို့ဆွဲရမှာဖြစ်တဲ့အတွက် camera position လေးတွေကကိုလိုရင်းလိုအပ်လို့ချခဲ့ဖို့လိုအပ်ပါတယ်ဟုတ်ကဲ့ပါဒါလေးကတော့ camera setting အကြောင်းလေးတွေပဲဖြစ်ပါတယ်